နိုင်ငံလုံးကထိုင်းတွေကိုတတ်ခဲ့မိတဲ့အီပွန်လို့တင်စားရမယ်ထင်ပါတယ်လူတက်ချင်းလို့ကိုတတ်ခဲ့တဲ့ရာဇဝမှုကသင်ခန်းစာယူစရာပြည့်နေခုဆိုရင်ထိုင်းဝန်ကြီးချုပ်ကတော့ပါဝင်ပတ်သက်လာရတာကတော့သူတို့နိုင်ငံကိုခီးသွွားတွေယုံကြည်မှုမဲ့သွားမှာစိုးလို့ဆိုတာသိကြပါတယ်ကဘာရက်ရက်ကခီးသွွားတွေကိုမိကိုအားထားနေရတဲ့တိုင်းပြည်ဖြစ်တာကြောင့်ထိုင်းပြည်သူတွေချင်းချင်းကနိုင်ငံသားတွေကိုခိုလိုမြင်ဒီလိုမြင်ရှိချင်နေမယ်နိုင်ငံရဲ့စီးပွားရေးကိုကင်တွယ်နေရတဲ့ခေါင်းဆောင်တွေကတော့သူတို့တိုင်းပြည်ကိုလူတွေကကြောက်သွားမှာမလုံခြုံဘူးလို့မြင်သွားမှာဧည့်သည်တွေမလာတော့မှာကိုလုံးဝမကြိုက်ပါဘူးဒါကြောင့်လဲနိုင်ငံကျော်အပေါင်နဲ့အထောင်တို့ရဲ့အမှုကြီးကိုဝန်ကြီးချုပ်ဖွင့်ဟလာတာကတော့လူတွေကိုတတ်လိုက်တာမဟုတ်ပါဘူးတဲ့နိုင်ငံကိုပါတတ်လိုက်တာလို့ထုတ်ပြောရသည်အထိပါပဲရုရှားလည်းဖြစ်နေတော့ပိုဆိုးတာပေါ့တရုတ်ဖြစ်နေရင်ပိုဆိုးအမေရိကန်လည်းဆိုးမှာပါပဲကျွန်တော်တို့မြန်မာတွေသာဖြစ်ရင်တော့တာမန်ပဲပေါ့ဗျာဒါကသဘာဝပါဝမ်းနေစရာမလိုပါဘူးကျွန်တော်တင်ခဲ့ဘူးတဲ့သတင်းဌာနတစ်ခုရဲ့သတင်းကောင်းစဉ်ကဆိုဘလောက်စိတ်ဝင်စားအောင်ရေးထားလဲဆိုရင်သူရေးပုံကရုရှားနှစ်ဦးရဲ့အမှုသာမရှိလာရင်တဲ့အရှိကသူတို့ထိုင်းသုံးဦးပျောက်သွားတာတည်သွားတာအခုဆိုရင်သိရပါဦးမလားတဲ့ဒါကထိုင်းလူမျိုးတွေရဲ့ရင်ထဲကကျွန်တော်ပြောဘူးတဲ့ခံစားချက်အငုတ်လေးတစ်ခုပါနိုင်ငံကြီးရဲ့မျက်နှာကြီးမယ်သူ့အကျိုးစီးပွားကိုပေးရင်ထိုနိုင်ငံသားမျက်နှာပိုကြီးမယ်ဘယ်နိုင်ငံသားမဆိုရင်သူတို့ခေါင်းဆောင်တွေကရင်ဝယ်သားလို့အုပ်ချုပ်တယ်စောက်ရှောက်တယ်လှမ်းတိပေးတယ်ဆိုရင်အဲ့ဒီနိုင်ငံသားမျက်နှာရှိမယ်ဒါလုံးဝအမှန်တရားပါပဲဒါဆိုရင်ဖြေကရှင်းပါတယ်ကျွန်တော်တို့မြန်မာတွေကတော့ကိုယ့်ဘဝကိုယ်စည်းစိမ်ကိုယ်လုံခြုံရေးအတွက်ကိုယ့်ဟာကိုယ်တတိကြီးကြီးထားနေထိုင်ကြပါဗျာဘယ်တော့မှထိုင်းတွေနဲ့ပြဿနာမဖြစ်ရင်အကောင်းဆုံးပါကျွန်တော်တို့မျက်နှာ site တွေဘယ်လောက်ရှိလဲဆိုတာထိုင်းနိုင်ငံမှာနေဘူးတဲ့လူတိုင်းသိကြပါတယ်ဆိုတော့ထားလိုက်ပါတော့ကြီးကြီးသေးသေးအားလုံးနေတတ်ထိုင်တတ်ကြဖို့အကင်းပါလိမ္မာကြဖို့အိမ်ရှင်တွေနဲ့အလိုက်ထိုက်ရှိကြဖို့မင်းဥက္ကာကအကြံပြုလိုပါတယ်ရုရှားမောင်နှမနှစ်ဦးသာမကပဲလူသူမရွေးလက်ရဲတဲ့အီပွန်ရဲ့ပြောစကားအရရဲတွေကမေးတာဒီလိုပါမင်းလက်ပစ်ပုံတွေဘယ်ကရလဲဆိုတော့သူ့တော်တွေပစ္စည်းဟောင်းတွေလိုက်သိမ်းရအမိုက်တွေကရတယ်ဆိုလားပဲဖြေလိုက်တာကျွန်တော်အဲ့ဒီသတင်းဗီဒီယိုပြန်ရှာပြီး confirm လုပ်တာပြန်မတွေ့တော့လို့မှားရင်တောင်းပန်ပါတယ်ထိုင်းနိုင်ငံဟာလက်နဲ့ဘလောက်ပေါ်လဲဆိုတာကတော့ဒီစကားကိုကြည့်ပြီးရင်သိနိုင်ပါတယ်အပေါ်လိုလူမျိုးရဲ့လက်ထဲမှာလဲရဲဝတ်စုံရောအုတ်ထုတ်ရောအိတ်ဆွဲပြီးသွားလျာပါတယ်ဆိုတာစဉ်းစားတာကြည့်ပြီးတော့ဘလောက်ထိအန္တရာယ်ကြီးလဲဆိုတာဒါကြောင့်လဲရဲတူပေါ်တဲ့တိုင်းပြည်မှာရဲအစ်စ်တွေကကျွန်တော်တို့စစ်တပ်ကသူတို့ရဲ့ ID ကိုတည်တည်ချာချာပြကြတာပေါ့ကြောက်နှတိလို့ခေါ်တဲ့အရာရှိတွေစစ်တပ်ခါမှာကျွန်တော်တို့ဟာအကောင်းမွန်ဆုံးပုံစံအမူအရာတွေနဲ့အစ်စ်ခံတင်ကြပါတယ်ကျွန်တော်တို့လိုတန်တောက်တွေကိုစစ်ရင်တော့အရေးသက်ပဲဆိုရင်ဒီလိုမျိုး ID ပြဖို့တော့အတော်နှဲပါတယ်အဖွဲ့အစုံဆိုရင်တော့ပြကြဖို့တော့အတော်များပါတယ်ထိုင်းတွေဟာမိမိဘက်ကယဉ်ကျေးရင်ပြည်လဲရင်နှိတ်ချရင်အရန်ဆက်ဆံတာအဆင်ပြေတဲ့လူမျိုးဆိုတာကတော့ကျွန်တော်သေချာပေါက်ပြောနိုင်ပါတယ်ရုရှားတွေတက်ခံရတဲ့တည်င်းမှာထိုင်းဝန်ကြီးချုပ်ပြောခဲ့တာကတော့အီပွန်တို့လုပ်ခဲ့တာလူ9ဦးရဲ့ဘဝကိုတက်ခဲ့ယုံတင်မကဘူးတဲ့ထိုင်းနိုင်ငံသားအားလုံးကိုပါလွန်ကျူးခဲ့ခြင်းဖြစ်ပြီးသူတို့တိဆောက်ထားတဲ့အရာအားလုံးကိုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်ကဆိုပါတယ်သူတို့အပေါ်ယုံကြည်မှုပြတ်ပြားသွားမှာမလို့ချင်ကြပါဘူးရုရှားအားလုံးကိုလည်းတောင်းပန်လိုက်ပါပြီနိုင်ငံရဲ့အကျိုးစီးပွားပြတ်သွားမှာရော့ရဲမှာဘယ်တော့မှမလိုလားတဲ့ထိုင်းကောင်းဆောင်ကအခုလိုပြောခဲ့ပါတယ်လူသက်သမား2ဦးဟာခခွန်ထိုင်တမ်ပရတေခဆိုတာကတတ်တယ်ခွန်ထိုင်ဆိုတာကထိုင်းလူမျိုးတမ်ပရတေတနိုင်ငံလုံးကထိုင်းလူမျိုးတွေကိုတတ်လိုက်တာတဲ့နောက်တစ်ခုကလူသက်သမားတွေရင်ညွှန်းတဲ့စကားတစ်ခုခွန်တီထမ်ရိုက်ပရတေဒိုင်ခနာနီတဲ့အဲ့ပေါ်နိုလူသက်သမားအုပ်စုကိုပြောတာပါခွန်ဆိုတာလူတွေထိဆိုတာကဆက်လက်တင်စားမဲ့စကားကိုခံထားတဲ့စကားလုံးပါခွန်တီဒါကဘာမှအဓိပ္ပာယ်မပေါ်သေးပါဘူးထမ်ရိုက်ဆိုတာကထမ်ဆိုတာကလွတ်တာ rhyme ဆိုတာကဆူဆူဝါအကျိုးပျက်စီးစေတယ်ပေါ့ဗျာထမ်ရိုက်ဆိုတာကအကျိုးရုပ်စေတယ်ပရတစ်ကတော့တိုင်းပြည်ဒိုင်ခနာနီဒိုင်ဆိုတာကရတယ်ခနာနီဆိုတာဒီလောက်တောင်တိုင်းပြည်ရဲ့အကျိုးစီးပွားပြတ်အောင်လုပ်ရတဲ့လူတွေလို့အဓိပ္ပာယ်ရပါတယ်ဒီလိုလူမျိုးတွေကိုအကြီးလေးဆုံးအပြစ်ဒဏ်ပေးဖို့လဲဝန်ကြီးချုပ်ကတိုက်တွန်းထားပါပြီသူနောက်ထပ်ပြောခဲ့တဲ့စကားကထိလောက်ဖယားယံจะซ้ำบ้านมือนี่พอใช้วันใจได้อะไรได้นะครับတဲ့သတင်းတောက်တွေပြောတာပါထိလောက်သူတို့ပြောမဲ့စကားကိုအရင်ဆုံးစထားတာပါထိုင်းတွေက local style နဲ့စကားပြောတဲ့ခါကြလို့ရှိရင်နားလေရအခဲရင်နာမှုလို့ဒီလိုမျိုးအသေးစိတ်ပြောနေရခြင်းဖြစ်ပါတယ်ထိလောက်လို့ပြောလိုက်လို့ရှိရင်အဓိပ္ပာယ်မပေါ်သေးပါဘူးသူတို့အကြောင်းသူတို့ပြောဖို့စလိုက်တာပါဖယားယံจะสร้างဆိုတာကဖယားယံဆိုတာစန်းဆိုတာတိဆောက်နေတာပန်းမွန်ဆိုတာကတိုင်းပြည်နိုင်ငံဒီနိုင်ငံကြီးကိုဒီနိုင်ငံတော်ကြီးကိုဖော်ချိုင်းဆိုတာက
ဖော်ဆိုတာအတော်ပဲချိုင်းဆိုတာသုံးဆွဲတာဖော်ချိုင်းဆိုတာကဘာသာပြန်ရမယ်ဆိုရင်တော့စီပင်ဝပြောတယ်လုံလောက်တယ်ပေါ့ဝန်ကြိုက်တိုင်းဆိုတာကစိတ်ချရတယ်အရိုက်တိုင်းဆိုတာကတော့ဘာညာပေါ့အရိုက်ဆိုတာကအတိတ်ပဲမရှိတော့ပါဘူးကျွန်တော်တို့စကားပြောလို့ရှိရင်အဲ့လိုပေါ့ဆိုပြီးရောပြီးတော့ပြောလိုက်တဲ့စကားကိုအရိုက်တိုင်းလို့ပြောပါတယ်ပန်းမုံသူတို့တိုင်းပြည်ကဖော်ချိုင်းတယ်ဝန်ကြိုက်တိုင်းစိတ်ချရတယ်အရိုက်တိုင်းအဲ့လိုမျိုးနာခပ်အဲ့လိုမျိုးတိဆောက်နေတဲ့အချိန်မှာတဲ့มันထိုทำร้ายတဲ့มันဆိုတာထိုင်းနိုင်ငံကိုပြောတာပါအခုတော့ဘာဖြစ်သွားပြီလဲဆိုတော့ထိုทำร้ายရက်ဆက်ခံရပြီဖြက်စီးခံရပြီပေါ့ဒီလူတတ်သမားတွေဟာထိုင်းလူငါးဦးကိုတတ်လိုက်ယုံတယ်မကဘူးတိုင်းပြည်ကိုပါတတ်လိုက်တာပဲလို့သူတင်စားခဲ့တာပါထိုင်းလူတတ်သမားတော့အေးဆေးပါပဲရဲတွေကမေးတယ်မင်းရင်ပိုက်กี่คนဘယ်နှယောက်ကိုပြစ်လိုက်တာလဲတဲ့အိပောင်ကပြောတယ်ရင်ပိုက်คนเดียวတယောက်ကိုပဲရင်ခိုင်ဘယ်သူကိုပြစ်တာလဲရဲလူတတ်သမားပြောတယ်ရင်ဖူးချိုင်ယောက်ျားလေးကိုပြစ်တယ်လက်ဖူးရင်တွန်းလိုက်တိုင်းလဲဆိုတာကစကားပြောဖို့ခံလိုက်တာဖူးရင်မိန်းကလေးကရောဒွန်အလိုက်ဒွန်ကထိတာအလိုက်ကဘာထိပြီးတော့တိုင်းဘာထိပြီးသေးတာလဲတဲ့လဲဖူးရင်ဒွန်အလိုက်တိုင်းဘာထိပြီးသေးတာလဲခောက်ကောဆိုဖီးတဲ့သူကကျွန်တော်ကိုပြန်ပြီးတော့ခုခံတယ်လို့ပြောတာပါခောက်ကောဆိုဖီးဆိုတာရဲကိုသူပြောတာပါသူ့ကိုပြန်ပြီးတော့ရင်ဆိုင်တာခုခံကာကွယ်တာဆိုလို့ပြောပါတယ်ဒါကြောင့်မို့လက်ပွေပွဲမှာဆိုးဆိုတာပြန်ခုခံကြဖို့အသေးပြန်ချတာမျိုးပြောတဲ့စကားဖြစ်ပါတယ်ထမ်းမြင်ငိုင်းမင်းကလေးကစိုးတဲ့ခါကျတော့မင်းဘယ်လိုဆက်လုပ်လဲတဲ့အိပောင်ကထပ်ပြောတယ်တော်ရိုက်တဲ့တော်ရိုက်ဆိုတာကထုတဲ့ထောင်းတယ်ထိုးတယ်ပေါ့ဗျာမင်းကလေးကမမေ့သွားလို့တစ်ချက်ပြီးတစ်ချက်ထိုးကျိတ်နေတဲ့အကြောင်းကိုအိပောင်ကပြန်ပြောနေပုံဟာသူ့အေးလုံးပြီးကြောချမ်းစရာကောင်းလာပါတယ်အိပောင်ရဲ့အုတ်ထိန်သူပြောစကားအရအိပောင်ဟာတဲ့ငငယ်ကလေးကကားတွေကိုနှစ်သက်ပြီးတော့ပြင်ဆင်တာတွေတက်ဖြုတ်တာတွေဝါသနာကြီးတဲ့သူပါတဲ့ကားခရီစီဖြစ်မှာပေါ့ကားကိုလိုချင်လို့ထိုင်းချင်းသုံးဦးကိုတတ်တယ်လူသားဆိုင်ကယ်ကိုလိုချင်တော့နိုင်ငံသားကလေးနှစ်ယောက်ကိုတတ်တယ်လူသားမကောင်းတဲ့ပတ်ဝန်းကျင်ကနေပေါက်ဖွာလာတဲ့မကောင်းတဲ့လူသားတူရဲ့အစိတ်အတောက်ပြန့်နှံ့မှုကကြောက်စရာပါပဲအားလုံးငြိမ်းချမ်းသာရတဲ့ပတ်ဝန်းကျင်မှာငြိမ်းချမ်းစွာရှင်သန်နိုင်ကြပါစေခင်ဗျာမင်းဥက္ကာပါ